Hello အားလုံးပဲမင်္ဂလာပါဒီနေ့ထရက်ရဲ့ page မှာတင်ထားပေးတဲ့ day 2 program လေးကိုထရက်တို့မောင်နှမ2ယောက်ဒီနေ့ဗီဒီယိုရိုက်ပြပေးမယ်ဒီနေ့ကကျတော့ back day ပေါ့နော် back only exercise လုပ်ပြမယ် exercise 5မျိုးပါမယ်ဟုတ်တယ် exercise 5မျိုးပါမယ်ဒါကတော့ထရက်ရဲ့ဒါအမောင်နှမပဲ ကျွန်တော် fitness trainer ထက်မြက်ဖြစ်ပါတယ် ထရက်တို့မောင်နှမတွေပြီးတော့ workout program လေးတွေဒါတင်ပေးတာပေါ့နော်အခုဒီနေ့ထရက်တို့လေ့ကျင့်ခန်း5မျိုးဆွဲပြမယ်အဲ့ဒါဘာလေးလဲဆိုတော့ဒီဗီဒီယိုထဲမှာလိုက်ကြည့်ပေးမယ်ထရက်တို့ reverse row ဆွဲပြမယ်ထရက်တို့ reverse row ဆွဲပြမယ်အဲ့တော့ဒီ reverse row ကပုံမှန်ဆိုလို့ရှိရင်ပူတောင်း machine မှာဆွဲလို့ရတယ်ထရက်တို့ဒီဘက်မှာကျတော့ဒီလို machine ရှိတဲ့အတွက်ကြောင့်မလို့ machine အသစ်မှာဆွဲပြမယ်ဒီ reverse row ကိုဆွဲချတဲ့ချိန်ကြလို့ရှိရင်ဘာကိုအဓိက target ထားရမလဲဆိုတော့ဒီ back muscle ကိုအဓိက target ထားရမယ်တရောင်းနေအပြင်ကိုအရင်ကန်းနေလို့လည်းမရဘူးတရောင်းနေအထဲကိုကျုံနေလို့လည်းမရဘူးအဲ့ဒါကိုအဓိကထားနိုင်မှာဒီအနောက်က back muscle ကိုထိမှာပေါ့နော်အဲ့လိုမှမဟုတ်လို့ဆိုရင်တော့ shoulder only focus လုပ်နေတာ ਨੇ တူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လေ့ကျင့်ခန်းကို muscle ကိုဘယ်လို target ထားရမလဲဆိုတာကိုအဓိကသင်ယူတတ်ဖို့လိုတယ်အခု thread တို့ဒါလက်ပူတောင်ဆွဲပြမယ်လက်ပူတောင်ဆွဲတဲ့အချိန်မှာဒါယောက်ျားလေးတွေဆိုရင်တော့white grip ကိုအရင်ကြဲကြဲသွားလို့ရတယ်မိန်းကလေးတွေဆိုရင်တော့အဲ့လောက်အကျယ်ကြီးသွားစရာမလိုဘူးပေါ့နော်ကိုယ့်ရဲ့ဒီ shoulder ကနေပြီးတော့နည်းနည်းလေးလက်မောင်းလေး